ငါနဲ့တွဲနေစဉ်အတွင်းမှာအဲ့ကောင်နဲ့သွားအိတ်စရာဒီဘာမှမရှိဘူးနင်တို့ကလာ live မှာပြောတာငါအရင်တော့ဘာမှမပြောခဲ့ဘူးကိစ္စကငါနဲ့တွဲနေရင်နော်အဲ့ကောင်နင့်အောင်လာတွေ့ရနင်ကအဲ့ကောင်တော်တော်ကြိုက်နေကြက်ယူသွားငါတော့လင်းမရှာဘူးနင်သာနင့်ကိုကြိတ်မိလို့မရှိလို့ဒီကောင်ကြီးမတန်တန်ဆွဲတယ်နင်ကလောမြင်တိုင်းငငန်းတက်နင်ဘသူနဲ့ဘာတွေတွဲခဲ့လဲစာကုန်ကြည့်နင်နဲ့တွဲခဲ့တဲ့လူမှန်သမျှလေငါနဲ့တီးပြီးသားအဲ့သမီးကြီးစားဘဝမှာပြားကြပါနဲ့မပြားကြပါနဲ့သူဘယ်လောက်ထိတောင်းကြည့်မပြပါနဲ့အားလုံးပဲမင်္ဂလာပါဗျာကွန်မိုဒီ YouTube channel လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာအခုတင်ငယ်ချင်းတို့ကိုကျွန်တော်တင်ဆက်ပေးခြင်းတဲ့ view လေးကတော့ဒီအမရဲ့ကြီးစားနဲ့ရှစ်ချိုက်ပြီးတော့ပြီးနေတဲ့ဒီဖြစ်သွားတယ်ဗျာနော်ဒါကိုဒီအမကမခံမနဲ့ဖြစ်ပြီးတော့သူ့ရဲ့ရှင်ရဲ့အရင်ကဖြစ်ခဲ့တဲ့အကြောင်းတွေအကုန်လုံးကိုပေါ့နော်ဒါရှာပြလာတဲ့ view လေးပဲဖြစ်ပါတယ်ဗျာ view လေးထဲမှာဆိုရင်ဒီအမကအချောင်းဆုံးလေးကိုဒီရှာလေးပြပြပေးထားတယ်ဗျာဒါကြောင့်မို့လို့ကျွန်တော်ဒီ view လေးကိုအဆုံးနေလိုက်ပါကြည့်ရှုပြီးဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာအေးပြောပြပါအောင်လေနော်ကျမငါရဲ့ဘဝမှာဘလို့လည်းမရိုက်ဘူးကိုယ့်အတန်နဲ့ကိုလည်းတစ်ခါမှမတင်ဘူးဘာအတန်ရှင်းမှလည်းမချခဲ့ဘူးနော်ငါအကောက်ထဲဝင်ကြည့်လိုက်ငါကတယ်ငါရွရွဆော့တယ်ပုံတင်တဲ့ဒီလောက်ပဲလုပ်ခဲ့ဒါပေမဲ့ဒီကတော်တော်လွန်လာလို့ဗာလေနင်းကောင်နေ2024တွေကတွဲတာဟာလားနင်းကလေဒီလားဂျားထဲမှာဘဲတဲ့ကနဲ့မှုလို့ပေါက်အိတ်လာတာကြဘဲရောက်ကုန်ပါလေဟမ်မပြောချင်လို့နေနေနော်ငါနဲ့တွဲနေစဉ်တွဲမှာတော့နင်းကထက်မြက်လေးကိုလက်ခံစကားပြောတယ်မင်းကိုနဲ့လည်းနင်းတွဲနေတာပထမတစ်ခါအဖောင်းလို့ဝယ်မှတ်မယ်ရအဲ့ကလေးကလေးပြဿနာတက်ပြီးသွားဒါလည်းမမှတ်ဘူးနောက်တစ်ခါကျတော့ငါရွာရောက်ပြီးတော့လည်းနင်းအဲ့ကောင်နဲ့ပြန်ညှိနေတယ်ညှိနေတဲ့အချိန်မှာငါနင်းလိုလင်းမများချင်လို့ကွာဒီကောင်နေပဲငါသူ့ကိုရေးချလိုက်တွဲတော့မှဆိုရင်ငါဆုံးဖြတ်လို့ငါလင်းမများချင်လို့ငါအနေထိုင်းနေငါကောင်းခောက်ယူလို့ရလင်းမများချင်လို့ငါသူ့ကိုပဲပြန်ညှိယူအစင်မပြေပြအောင်ငါနင်းမယုံယုံအောင်ငါဟိုဟာဒီပါလေးရှိရဆိုပြီးနင်းပုံပုတ်လိုက်တော့နင်းယုံနေအဲ့တော့နင်းနောက်ဆုံးသွားတယ်အဲ့ဒီတန်းနင်းလိုကောင်မဆောက်ချက်မခွဲခဲ့နင်းကန်ကောင်းနေမယ်ငါကတော့ငါမင်္ဂလိချင်းကိုရင်စားလို့ငါဆောက်ချက်မခွဲချင်နေရလော်လီတို့တောင်းဆို3ချိန်မြောက်ရှိဒီချိန်လုံးလည်းနင်းသူတို့ရွာမျက်ညင်အောင်ဖျားဝဲနေသွားတယ်သွားပြီးအဲ့ကောင်နဲ့အိတ်တယ်နင်တို့ကကတင်းနှလုံးကလို့3လုံးဖြစ်ပြီနင်တို့က3လုံးရှိနေ3လုံးပေါ်မှာလုံနေမှာပဲအဲဟန်ပြောလိုက်မယ်ကတင်းတစ်လုံးနဲ့မဝါလို့နင်တို့နှလုံး3လုံးလုံနေတော့မှလှုပ်ရှင်တာလို့လွယ်လွယ်လေးလှုပ်လို့ရစောက်ကောင်မှနင်တို့ကမှားတာလို့မှားတာဟုတ်အောက်ကမနေပဲအပေါ်အားကြည့်နေလို့မသိရင်နင်နဲ့သူနဲ့2024တဲ့တွဲနေပါလေဟိုကတော့နင်းအကြောင်းကလည်းအကြောင်းလုံးကတည်းကတလောကလုံးတည်းနင်းရဲ့ comment တွေအောက်မှာဆိုလည်းမိထီလာတာမရှိဘူးနင်းကတနာယူနင်းဖင်ပြတော့ခါကျနင်းဖင်ကိုကြည့်ကျင်တဲ့ကောင်ဒီပြီးတော့သိမလားမနူးမနဲ့18တောင်မပြည့်သေးတဲ့စောက်ကလေးမှနေပဲမှတ်ထားရှိငါသူတို့ကလည်းမပြောဘူးငါရဲ့ comment အောက်မှာရှိတဲ့လူတွေလည်းနင်းလာပြောစရာမရှိဘူးနင်းကသူတို့နဲ့တောင်ချင်ရမလို့နင်းစောက်စင်ကဘာစောက်စင်မှမရှိဘူးဘာလဲအေးနင်တို့မိဘမပါချင်းညမှာတန်းအေးစေးနေတော့ဒီတည်းပို့ဆိုးမလာနဲ့နင်ကပို့ဆိုးလာလို့မလေးမာဒီမတောင်းဝင်နေပြင်စောက်ဖက်ပြောင်းပို့တော့တင်နေလိုက်ပြီးငါလိုမိမလည်းမွေးကြရဘသူရဲ့တိပါမခံကြအောင်ပြောနေတော့မရဘူးနော်ခုကိစ္စမှာနင်တို့ငါနဲ့တွဲနေစဉ်အတွင်းမှာအဲ့ကောင်နဲ့သွားအိတ်စရာဒီဘာမှမရှိနင်တို့ကလာ live မှာပြောတာငါအရင်တော့ဘာမှမပြောခဲ့ဘူးခုကိစ္စကငါနဲ့တွဲနေရင်နော်အဲ့ကောင်နင့်အောင်လာတွေ့ရreport comment အကုန်ရှိတယ် Telegram မှာလည်းဘာလို့မှပြတာနင့်ကိုဟိုက်ထားတယ်ဆိုထားနင့်တကယ်ချင်းနေဝင်ကြည့်သိနေရပဲလေဟာလေနင်ကမသိဘူးလို့နေခုမှလာပြီးတော့မသိချင်စောင်းနေတာနင်ကအဲ့ကောင်တော်တော်ကြိုက်နေကြက်ယူသွားငါတော့လင်းမရှာဘူးနင်သာနင့်ကိုကြိတ်မိလို့မရှိလို့ဒီကောင်ကြီးမတန်တန်ဆွဲတယ်နင်ကလောမြင်တိုင်းငငန်းတက်နင်ဘသူနဲ့ဘာတွေတွဲခဲ့လဲစာကုန်ကြည့်နင်နဲ့တွဲခဲ့တဲ့လူမှန်သမျှလေငါနဲ့တီးပြီးသားအဲ့ထက်မြက်လင်းဆိုတဲ့အကောင်မပြောချင်နေနဲ့နင့်ကိုငါအိမ်မှာနေတိုင်းဘေးထည့်ပြီးရနော်အဲ့ဒါလေးပဲပြောလာမနင့်ပြဖို့ကအစငါကုန်ကြခိုင်ကတင်းနှန်းကြီးဆောင်ကားစီငါမပြောဘူးဆိုပြောနော်အဲ့ကောင်လွန်လာလို့ကောက်မမသိချင်အောင်ဆောင်နေနင်ကခံနေနင့်ဘာသာနင်အခြားကောင်တွေနဲ့ဘလို့ခံခံငါဘာမျိုးနင့်အကြောင်းတွေကိုလည်းငါတို့ကနော်အဲ့ဒီတင်ထားတဲ့ဟိုင်မှာငါတို့နင့်ကိုတကူတကပြောထားမှမရှိဘူးဒီကိစ္စဖြစ်မှာသူကငါ့ကိုလာပြောတယ်လာပြီးတော့အဲ့လိုမျိုးပြောပြတော့မှနင်ကဘလို့မိမလဲဆိုငါပိုသိလာတာစောက်ကောင်မသိလားနင်လိုမိမနင်ကလည်းစမားလေးဘာလဲအပေါ်အောက်ကမနေအပေါ်ဟာကြည့်ပဲအထက်စီးဆိုင်ပြီးအမှန်တကယ်နင်တောင်းမှန်ဒီကိစ္စပြီးသွားနင်တို့ညလုံးကလာမတောင်းမှန်ငါပြောနင်တို့ကမတောင်းမှန်နေပြီပိုတော်ရောင်းတက်လာလို့ကောင်းအောင်စောက်ထင်မကြည့်ရအဲ့အကောင်မပြောပဲနင်ကိုပဲပိတ်ပြောနေထင်နေမှာဆိုလို့ပြောလိုက်ပါဦးမယ်အဲ့ကောင်နင်လိုကောင်နင်စီကငါလေဘာနေလဲယူခဲ့ဘူးလေပြောစမ်းမ1000-2000အစားယူခဲ့ဘူးလားငါလိုမိမနော်အိမ်အောင်လည်းရောက်တော့နင်ကိုဘီထည့်ပြီးနေတိုင်းပြီးရင်အောက်ဖေးလန်နေဖြစ်သေးတယ်နင်လိုကောင်ကပါဖောက်ပြန်နေပြီးစားကြပြည့်မရဘူးငါလင်းနေနင်လိုလေးလင်းမချားချင်ဘူးအဲ့ကောင်မရအောင်ပြန်ညှိရဲနင်တို့ဖောက်ပြန်တာဒီဒါပထမဆုံးမဟုတ်ဘူးနင်တို့ဖောက်ပြန်တာကငါထောင်တော်ပွဲကလေးကနေငိုကနော်မီးကိုနဲ့တွဲနေစဉ်ကတည်းကနေကထက်မြက်လေးနဲ့စကားပြောရင်ငါလာပြောရင်ငါအိတ်တော့အော်လို့ငါနဲ့လဲစတွဲနေစားမလို့ငါအဆင်ပြေအောင်နေပဲဆိုပြီးငါနင့်ဘာမှပြောခဲ့ပြီးနောက်တစ်ခါနင်တို့ဘလို့မပြောမရလို့ငါမပါရှိရင်ငါရှိနင်ကပြောခဲ့မှန်တယ်နင်နောက်ဆုံးမလားလို့ငါပြောခဲ့အဲ့တော့လည်းနင်ပုံပြလိုက်လို့အဲ့ပုံငါဒီတိုင်းပြင်ထားတဲ့ပုံဆောင်းပုံကလားဟာအခြားပုံစီပြီးတင်ထားတဲ့ပုံနင်ကိုပြလိုက်လို့နင်တို့ကမှယုံသွားပြီးနင်အဲ့ကောင်လေးပြောခဲ့နှစ်ခါရှိနော်ငါအဲ့ဒီချိန်နဲ့ငါနင်တို့စောက်ချက်ကိုပြောချင်အဲ့တော့လည်းငါနဲ့တွဲနေစဉ်ဒီမှာနင်ကဒါအဲ့ချက်မြက်နေတဲ့3ခါမြောက်ဖောက်ပြန်တာအဲ့ဒါမှငါဒီတစ်ခါမနေနိုင်လို့နင်တို့ကငါတကယ်မလုပ်ဘူးချင်လို့
လိုဘူးလို့ဒါအခုနင်တို့ဘာသာနင်တို့လာပြီးနေညာမှတ်မှတ်ရလာပြီးညာအဲ့ဝမ်းတို့မှာပွဲရှိလို့နေအဲ့ကောင်လေးသွားပြီးအိတ်တယ်ဘာလဲကတဲ့နှလုံးတွေတစ်လုံးတွေလာပြောနေလေလှုပ်ရှင်လွယ်လွယ်လေးလှုပ်လို့ရနင်တို့လမ်းဖိမှလည်းလှုပ်လို့ရငါပဲကငါကြီးငါလည်းအတွက်ငါကြီးစားပဲရှိပြီလေငါကြီးစားနဲ့ကိုနင်အဲ့လိုမျိုးအိတ်စီရလားဟမ်နင်အဲ့လောက်တော်လင်းချားနေရလားနင်တို့မတောင်းပိုင်ငါဘာတစ်ခုမှဖြစ်ဘူးငါဘောကမှဒီတက်တက်နဲ့တော့ကိုဒီလိုကိစ္စဆိုလေဒါပထမဆုံးဒါပဲရှင်းဖို့ပါပဲတိလားနင်တို့မျိုးဘလော့လည်းမလုပ်ဘာမှမရိုက်ဘူးဒါပထမဆုံးပဲလာပြောပြနင်တို့မိဘမျိုးပါကြီးအေးစေးနေလိုက်နော်ငါလူတွေပါလိုက်တော့သိပြီးသားမှတ်လိုက် ဗီဒီယိုလေးကတော့တကယ်ချင်းဖြစ်သူကဒီအမရဲ့ကြီးစားကိုဒါစနိုက်ကျော်လို့ဆိုပြီးတော့ဗောနော်ဒီအမကတကယ်ချင်းရဲ့အရင်ကပြခဲ့တဲ့အကြောင်းကိုဒါပြပြလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျနောက်ထိုင်ဗီဒီယိုတစ်ပုဒ်လေးကတော့အမျိုးသမီးတွေအတွက်ဘိုးသားသင်ခန်းစာရရှိတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျဒါကြောင့်မို့ဗီဒီယိုလေးကိုဆက်ပြီးကြည့်လိုက်ရအောင်ဗျ တမီကြီးစားဘဝမှာ မပြကြပါနဲ့မပြကြပါနဲ့သူဘယ်လောက်ထိတောင်းကြည့်မပြပါနဲ့ဆိုပြီးဗီဒီယိုတွေလောက်ထားတာလည်းမနေဘူးပဲเนาะဒါလည်းနင်တို့တွေပြပြအောင်ပြကြတာပဲเนาะဆိုတော့ငါလောက်ထားတဲ့ဗီဒီယိုကပါနင်တို့စီကိုမရောက်တာလားနင်တို့တွေကပဲတိတိနဲ့ယုံကြည်ရတယ်ဆိုပြီးတော့မှုန်ပြီးတော့ပဲပြတာလားတော့မသိဘူးပေါ့ကွာเนาะဆိုတော့ဒီမှာလာပြောတဲ့လူတွေ၄-၅ယောက်လောက်ရှိတယ်เนาะသိလားခလေးမတွေအဖြစ်ဘက်ကတူတယ်ကြီးစားဘဝဗီဒီယိုကောပြောတယ်ဗီဒီယိုကောရိုးပြောလို့ရှိရင်တော့ဒီကောင်ချင်းချောက်လို့မရပါဘူးเนาะဆိုတော့နင်တို့တွေမဟုတ်တာတွေပြထားလို့လောက်ထားလို့ဒီကောင်ကဟိုတကယ်အခိုင်မသိတော့လမ်းခွဲကြမယ်လဲဆိုလဲဆိုနင်ငါပြောသလိုလောက်ငါပြောသလိုလောက်ငါတောင်းတာပေးမပေးရင်နင်ကဘလို့အဆက်ခွဲမယ်ပါညာနဲ့ဆိုပြီးတော့ပြောလာတော့ကို့မှာဟက်ကော်ကြီးဖြစ်နေဘာလို့လောက်ရမှလည်းမသိဘူးเนาะဆိုတော့တစ်ဖက်ပိတ်တွေအကြံတုံးဖြစ်နေပြီเนาะဆိုတော့နင်တို့တွေကိုလည်းငါတော်တော်လေးကိုစိတ်ပြက်လာပြီဒီလားเนาะဆိုတော့ဘလို့တွေပြောပြမှလည်းမသိတော့ဘူးဘလို့စကားလုံးကိုရှာလို့မတွေ့တော့တာကွာဒီလားငါစဉ်းစားတယ်ငါဘလို့တွေပြောပြရင်တီးကြမှာလဲဆိုတော့စဉ်းစားတယ်เนาะဆိုတော့အစင်မပြေဘူးငါညီမတို့ရေနင်တို့တွေလေအဲ့ဒီလိုမလောက်ကြပါနဲ့เนาะဆိုတော့လူစိတ်ဆိုတာကဟိုကိုယ်စိတ်ကိုယ်တော့ကိုမပိုင်ဘူး24နာရီအတွင်းမှာ28မျိုးလောက်ထိကိုပြောင်းလဲနေတာเนาะခဏတစ်မျိုးခဏမဟုတ်တော့ပြန်ဘူးဆိုပြီးအဲ့လိုပြောင်းလဲနေတဲ့အနေအထားကြီးမှာဟိုအရေးကြီးတဲ့ဟာတွေကိုနင်တို့တွေတခြားသစိမ်းတစ်ယောက်ကိုမပြောမိစေနဲ့မပြမိစေနဲ့ तू မသိစေနဲ့เนาะလျှို့ဝှက်ထားပါဆိုတော့ဒါလေးကိုပြောပြရစီအခုလိုအဲ့လိုမျိုးဖြစ်လက်ဖြစ်ကောဟိုကဟိုစကွန်ရှော့ရိုက်ထားတာရှိမယ် recording ဖမ်းထားတာရှိမယ်ဗီဒီယိုကပြောထားနင်တို့တွေပြတာတွေပါရှိမှာပေါ့ဆိုတော့နင်တို့မှတ်တာအဲ့ဒီကောင်တွေကလေအဲ့ဒီလိုနင်တို့ကိုပြခိုင်းပြီဆိုတော့အဲ့ဒီဖုန်းမှာလေစကွန်ရှော့ရရင်မြတ်လို့ရှိရင်မရိုက်လို့ရှိရင်တခါတည်းဗီဒီယိုဖမ်းပြီးသားပဲသူတို့ auto လုပ်ပြီးသားเนาะဆိုတော့နင်တို့ပြပါဆိုကြည့်ပြီးနောက်နေ့ဟိုနေ့ဖြစ်သွားတယ်မထင်နဲ့เนาะဆိုတော့နင်တို့ဟာ YouTube ခဏကြည့်ပါเนาะဆိုတော့စကားတွေကပြောပြလို့ရှိရင်ကလေးငယ်လေးတွေလည်းရှိတယ်အန်တီတွေလည်းရှိတယ်အမားတွေလည်းရှိတယ်မကောင်းရိုင်းရကြတော့မယ်ဆိုတော့နင်တို့တွေကတအားကြီးကိုဈေးပေါ်လွန်းနေပြီကွာသိလားဆိုတော့တော်တော်လေးကိုစောက်သုံးမကြတဲ့သူတွေဖြစ်နေပြီเนาะဘယ်လိုလုပ်ရမလဲမသိဘူးဥပမာတစ်ခုထားကြပါယောက်ျားတစ်ယောက်ကအဲ့ဒီလိုတောင်းကြည့်တယ်ပဲထားကွာတောင်းကြည့်တယ်ဆိုလို့ရှိရင်နင်တို့ပြလိုက်လို့ရှိရင်တခါတည်းပြီးသွားတာမဟုတ်ဘူးเนาะအဲ့ဒီကောင်ကဟိုအဲ့ဒီမှာနင်တို့ရဲ့ပုံရိပ်တွေကိုယူထားပြီးသားသူ့ရဲ့ profile ထဲမှာရှိတင်ပြီးသားဖြစ်တယ်သဘောပေါက်လားเนาะဆိုတော့တချို့ကြရွေချက်ရှိရုံမှာလားเนาะဆိုတော့ဒီဘက်ကမှာသူပို့ဆိုးတယ်ရုံမှာလေသူတော်တော်လေးပေါ်တာเนาะဟိုကိုယ်တိုင်လည်းစားလိုက်သေးတယ်เนาะကြံတဲ့အရာကိုသူများကိုလည်းမကြွေးချင်ဘူး6ထောင်နဲ့နင်းပြစ်ချင်တဲ့ကောင်တွေကတပုံကြီးရှိတယ်ဆိုတော့သဘောပေါက်လားမသိဘူးအားညီမတို့เนาะဆိုတော့နင်တို့တွေလောက်ရမှာတခုပဲရှိတယ်အဲ့ဒီကောင်ကိုပြန်ကတ်အစင်ပြေအောင်ပြန်ပြီးစကားပြောပြီးသွားရင်သူနေတဲ့နေရဲ့လိပ်စာအတိအကျသိအောင်လုပ်သိသွားပြီဆိုလို့ရှိရင်ဘာလုပ်မှာလဲတရားဥပဒေအရာလုပ်လို့ရတယ်เนาะဆိုတော့တရားဥပဒေအရာတော့ရှိပါတယ်ကွာနိုင်ငံရေးမကောင်းတာပဲတရားဥပဒေအရာတော့သူ့ဟာနဲ့သူတော့ရှိပါတယ်เนาะဆိုတော့ဒီကောင်မျိုးတွေဟိုမှာရှေ့တန်းထွက်ခိုင်းလို့ရှိရင်လန့်နေမှာပဲကြောက်နေမှာပဲလေဆိုတော့ဒီအရာလေးနဲ့ချင်းချောက်ခိုင်းလို့ရတယ်ပြန်ပြောလို့ရတယ်ဒါပေမဲ့တက်တည်တော့ရှိအောင်လုပ်ပါတက်တည်စုပါလို့ပြောပြရစီเนาะဆိုတော့နင်တို့တွေမဟုတ်သေးဘူးကွာတရားဟိုနင်တို့နေရာမှာအဲ့ဒီယောက်ျားတစ်ယောက်ဆိုအဲ့ကောင်လေးမပြအောင်နော်နင်တို့တောင်းကြည့်ပါလားတောင်းကြည့်ပါလားဟဲ့ငါ့ကိုဟိုကပြပါလားဆိုအဲ့ဒီကောင်မပြရဘူးနင်တို့သာစောက်ချက်မရှိပြတာသိလားဆိုတော့ဘလို့ပြောလို့ပြောရမှန်းမသိတော့เนาะတော်တော်ဆိုးတယ်ကွယ်နင်တို့တွေလည်းစဉ်းစားငါဘလို့တွေပြောပြမှနင်တို့တွေသိမှာလဲဘလို့တွေငါတဖြည်းချင်းပြောပြမှနင်တို့တွေသိမှာလဲဆိုတာငါတော့မှပဲတော်တော်လေးကိုအကြံအိုက်နေပြီ
နော်ဆိုတာမလောက်ပါနဲ့အဲ့ဒီအရာတွေကလုံးလို့မရပါဘူးနော်တချို့ဆိုငွေညှစ်ခံရတယ်တချို့ဆိုလို့ရှိရင်လေခဏချိန်ပြီးတော့အိတ်တာခံရတယ်ရီးစားလည်းမဟုတ်တော့ဘူးနော်ကဲအဲ့ဒီဟာနဲ့ဆိုတော့တခုပဲယောက်ျားကောင်းကိုတန်မိုးထားတဲ့ယောက်ျားဟာကိုတန်မိုးထားတယ်ဘယ်တော့မှအဲ့ဒါကြီးတောင်းမကြည့်ဘူးအဲ့ဒါကြီးတောင်းကြည့်ပြီဆိုတော့အဲ့ဒီကောင်ဝေးရှောင်စသလိုနောက်သလိုပြောဖာကြရင်လည်းအဲ့ဒီကောင်မဟုတ်ဘူးအဲ့ဒါရှောက်ပြောတာတကယ်အတီးရရင်ကြည့်မယ်ကောင်နော်ဆိုတော့စကားလုံးတွေကထက်နေပြီငါညီမတို့ရဲ့နင်တို့တွေနော်ဆိုတော့အဲ့ဒီအရာတွေမလောက်ပါနဲ့နော်ခုနကတော့ချင်းချောက်ခံထားတဲ့သူတွေလည်းပြန်ကပ်ပါအဆင်ပြေအောင်ပြန်နေပါအဲ့ဒီကောင်နဲ့ပြီးရင်တက်သေးစုပါအခုချင်းချောက်ထားတဲ့စာတွေရှိရဆိုလဲအဲ့စာတွေကိုစောင့်ရင်ရိုက်တာပါရိုက်ထားပြီးတော့သူနေတဲ့မြို့ကဘယ်မြို့နီးစပ်ရာရဲစခန်းမှာဖုန်းနံပါတ်တွေရဲစခန်းဖုန်းနံပါတ်တွေလိုက်လို့ရပါတယ်နော်နင်တို့တွေဟိုလင်မတော်သေးတဲ့လင်ကြတော့ line ပေါ်ကပြရဲတယ်နော်ဆိုတော့ရဲစခန်းဖုန်းနံပါတ်တောင်ရှာလို့မတွေ့ဘူးဆိုတော့နင်တို့ဘဝနဲ့နင်တို့အကြောင်းပဲနော်ဒါမှမဟုတ်နိုင်ငံခြားမှာနေရဆိုလို့ရှိရင်ဒီနေရာရဲစခန်းကိုသွားနော်ဆိုတော့ဒီမှာဖုန်းနဲ့ဟာတွေကိုဟိုဟာဆွဲဒီမှာစာရွက်မှာမိတ်တူကူပြီးသွားလို့ရှိရင်ရဲစခန်းမှာသွားပြီးတော့တိုင်ချက်ဖွင့်ထားလို့ရတယ်ကွာနော်ဆိုတော့မျိုးတစ်ချက်ကနေလက်ချက်ဖြစ်မှာတော့ကြောက်မနေနဲ့တော့မထူးခဏနေဟိုကောင်ဘာပြောညာပြောနေ line ပေါ်ကောက်တင်ချလိုက်လို့ရှိရင်တို့ဆောက်ရှောက်ပွဲနင်တို့အဖေအမေအမျိုးတွေတီးလို့ရှိရင်လည်းမကောင်းတော့နော်ဆိုတော့သူရုံမာလို့ရှိရင်ကိုကလည်းတံပြန်ရုံမာရမယ်တို့ပြင်မဲ့တံပြန်ရုံမာလို့မရတဲ့အနေအထားဆိုတာလောကမှာရှိတယ်ဆိုတော့မာယာနဲ့တော့နော်အစဉ်ပြေသလိုလေးဖြစ်အောင်ရင်တော့နေနော် ဗီဒီယိုလေးကတော့ရည်စားတော့ပါဘောနော်ဒါမျိုးသမီးလေးတွေအနေနဲ့ကိုယ့်ရဲ့ post ကိုကိုဒါမပြောင်းမိဖို့ဒါဒီကိုအတီးတီးချာလေးပြပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါလိမ့်ဗျဒီကိုပြောတော့တာအမှန်နေတယ်နော်ကိုယ့်ရဲ့အားနည်းချက်ကိုသိသွားတဲ့အခါမှာကိုယ့်ရဲ့အားနည်းချက်ကိုရှာပြီးသူတို့ရဲ့စံနှုန်းကိုဖြည့်ဆည်းပြီးတော့ဒါထားခဲ့တတ်ကြတယ်ဗျနော်တချို့ဆိုရင်ငွေတွေပါတယ်မြင့်တဲ့အထိချီတယ်ဗျနော်ဒါကြောင့်မလို့ကိုယ့်ရဲ့ရှိတဲ့စိတ်ကိုဒါအလိုမလိုက်ကြနေဗျနော်ဒီကိုပြောတော့လို့ပဲကိုယ့်ရဲ့ဘဝလေးကိုဒါတန်းဖို့ထားကြပါဗျနော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဒီဗီဒီယိုလေးကတကယ်ချင်းတဲ့အတွက်ပူတူတာသင်ခန်းစာကောင်းရလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျစုံလင်လိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါဗျကျွန်တော်ရဲ့နောက်တဲ့ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျ